အခုဆရာတို့တွေကွန်ပျူတာတစ်ခုကနေပြီးတော့နောက်ကွန်ပျူတာတစ်ခုကို stream view ကသုံးပြီးတော့ချိတ်ဆက်တဲ့ပုံစံလေးပြောပြမယ်ပေါ့နော်အခုဒီမှာမြင်နေရတဲ့ဟာတော့ဆရာရဲ့ laptop ထိန်းချုပ်မဲ့ laptop ဖြစ်ပြီးတော့တခြားကွန်ပျူတာကိုဆရာထိန်းချုပ်မယ်အဲ့တော့ဆရာတို့ဘယ်သွားရမလဲဆိုရင်နှစ်ခုလုံးက team viewer ဆိုတဲ့ software ကိုဖွင့်လာမယ်ပြီးရင်ဆရာ remote support ဆိုတဲ့အားလေးเนาะကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ချင်းဒီမှာအဲ့ဒီဟိုဘက်ကွန်ပျူတာမှာလည်းဒီနေရာလေးနှိပ်ထားလိုက်ပဲတူရဲ့ ID နံပါတ်ပေါ်မယ် password ပေါ်မယ်ဆရာကချိန်ချုံမဲ့လူကြတော့သူ့ကိုဒါပေးပြမလို့ဆရာတို့ကကြည့်သွားမှာဘယ်နေရာမှာလာရိုက်ထည့်မလဲဟောဒီနေရာမှာသူ့ရဲ့ ID နံပါတ်လာပြီးတော့ရိုက်ထည့်ရမှာဖြစ်တယ်ဟောအခုဆိုရင်ဟိုဘက်ကွန်ပျူတာရဲ့ ID နံပါတ်ကိုရိုက်ထည့်လိုက်ပြီးလို့ချင်းဆက်သွယ်မယ်ဆိုချိတ်ဆက်မယ်ဆိုတဲ့အခါကျတော့အောက်က connect ဆိုတာဒီနှိပ်လိုက်မယ်ခဏဆောင်မယ်ဒါဆိုဒီမှာသူ့ရဲ့ password ရိုက်ထည့်ရဖို့ရှိပြီအဲ့တော့သူဒီတောင်းပြီးတော့ရိုက်ထည့်ရခုဆိုရင်ဟိုဘက်ချမ်းက password ကိုဆရာယူပြီးတော့ဒီမှာရိုက်ထည့်လိုက်ပြီပြီးတော့ဘာလုပ်မလဲဆို lock ဖုန်းကိုနှိပ်လိုက်ပြီဒါဆိုရပြီဒါဆိုအခုဆရာမြင်နေရတာဟိုဘက်တစ်ဖက်ကွန်ပျူတာရဲ့ဒီရဲ့ screen ကိုဆရာတို့နော် desktop ပေါ့အဲ့တော့ဆရာတို့မြင်နေရတာတဲ့အဲ့တော့ဆရာတို့အဲ့ဒီရဲ့ဟိုဘက်ကွန်ပျူတာမှာရှိတဲ့ file တွေဆရာဒီကနေနော်တွားပြီးတော့တွားကြည့်လို့လည်းရတယ်ဒီမှာနော်တွားကြည့်လို့ရမယ်ဆိုတော့ကြည့်ပြီးတော့မလုပ်လဲပြင်ပေးလို့ရမယ်ဒါကြည့်လို့လည်းပေါ့နော်ဒီ file တွေ window တွေအစားကြည့်အကုန်လုံးဝင်နိုင်တယ်ကိုလောက်တာကိုကွန်ပျူတာမဟုတ်ဟိုဘက်ကွန်ပျူတာမှာတွားပြီးတော့တွားလုံးနေတာနော်ဒီမှာဆိုရင်ဒီမှာသူတရားဝင်ပြီးတော့ကြည့်လို့ရတယ်ကြည့်ပြီးတော့ပြင်ပေးလို့ရတယ်ကဲဒီလောက်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးနားလည်မယ်ထင်တယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်ပေါ့နော်အတူလေးပါပဲဖြစ်နိုင်လို့ချင်းစာမှာရေးထားလိုက်ပေါ့ကဲဒီလောက်ပဲနော်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြည့်ကြမယ်